အာဆင်နယ်အသင်းရဲ့အားထားရတဲ့တောင်ပန်ကစားသမားမောင်မိုးမြင့်အာကာကတော့ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့ပြီးလေ့ကျင့်ရေးကွင်းကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါအစီအမြန်ကြီးဖန်တွေအတွက်တော့အားတက်စရာသတင်းတစ်ပုဒ်ဖြစ်ပြီးမကြခင်မှာမောင်အာကာရဲ့ခြေစွမ်းတွေကိုစောင့်ကြည့်သွားရတော့မှလည်းဖြစ်တယ်ညာ။ကျွန်တော်အစီအကနေစဉ်အတွင်းမှာပဲချန်ပီယံလိပြိုင်ပွဲကနေထွက်ခဲ့ရပြီးတဲ့နောက်မိုဟာမက်ဆာလာဟာအကအလိုင်းကိုကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ PSG နဲ့ပွဲစဉ်မှာ performance တွေပျောက်ဆုံးနေခဲ့ပေမဲ့လည်းအခု dancing floor မှာတော့ဆာလာရဲ့ performance အစစ်မှန်တွေကိုမြင်တွေ့နေရတာလည်းဖြစ်တယ်။တန်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 ရရှိလာတဲ့ penalty ပြစ်တာမဟုတ်တော့တိုက်စစ်ကစားသမားဂျက်ပါဖတ်ကန်သွင်းမဲ့အနေထားလည်းဖြစ်ပါတယ်။မြင်တွေ့ရတဲ့ဂျက်ပါဖတ်ကတော့ဓာတ်လိုလိုနဲ့လိုလိုမော်လိုလိုနဲ့အာယုံပြုတ်ပြီးတော့ကန်သွင်းသွားမှလည်းဖြစ်ပါတယ်။ဂျက်ပါဖတ်ခြေနေကိုကြည့်နေတယ်ခင်ဗျာ။ဘောလုံးတော့တိုးလာတယ်။ကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲအရှိန်ယူပြီးတော့ကန်ပြီထောင်တက်သွားပြီခင်ဗျာ။အာယုံပြုတ်တော့များသွားတဲ့အတွက်ခန္ဓာကိုယ်ကစွမ်းရည်တွေကုန်ခန်းပြီးတော့မထနိုင်တော့ဘူးခင်ဗျာ။ဘောလုံးဝဲတွေကအားစားတစ်ခုထပ်ပိုသွားပြန်ပြီခင်ဗျာ။ဒါလေးပေးထားတယ်1-2ရိုက်ပြီးရှူလာပြီဆွဲလာတယ်တောင်းလျှောက်ပဲအဝဲကနေလန့်ကန်တယ်ဂိုးတွေခင်ဗျာလှပတည်တတ်တဲ့တွင်းဂိုးတွေကိုကြည့်ရှုခြင်းနဲ့ပရိသတ်တွေအတွက်တော့တကယ်ကိုအားရစရာကောင်းတဲ့ဂိုးတစ်ဂိုးလည်းဖြစ်ပါတယ်ရုပ်တံဒီပြက်ကွက်တွေမှာမြင်တွေ့ရတဲ့အတိုင်းပဲအားရပါရကြီးဆွဲလာပြီးကန်သွင်းသွားတာခင်ဗျာဘောလုံးကြောင့်နားမလဲတဲ့သူတွေကတော့တာမန်တွင်းဂိုးတစ်ဂိုးလို့သာမြင်ကြမှာဖြစ်ပေမဲ့လည်းတကယ်တမ်းဘောလုံးကိုယူသွတ်တဲ့သူတွေအတွက်ကတော့ဒီတွင်းဂိုးဟာထက်ခါပြန်ကြည့်ခြင်းစရာကောင်းအောင်လှပလုံးတဲ့တွင်းဂိုးတစ်ဂိုးအဖြစ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပါပဲ